အခုကတော့ဒါကချွတ်ချင်းကြော်ထဲမှာထည့်မဲ့ vegetable တွေကို vinegar နဲ့စိမ်မှာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ဗီတာမုန်ကြီးပေါ့နော်အဲ့ဒါကိုလည်း vinegar နဲ့စိမ်မှာဖြစ်ပါတယ်မဟုတ်ရင်ကပိုသက်စီပါတဲ့ခါကျတော့လေ vinegar လေးနဲ့စိမ်ထားတစ်နာရီလောက်စိမ်ထားလိုက်ပါမယ်ရှင်အခုကငါးကချင်ချက်ဖို့ပေါ့နော်ပင်စိမ်းဖက်ဖယ်ကလားနန်နန်ရေကိုလည်းစားလေးနဲ့စိမ်ထားလိုက်ပါမယ်စားရင်စိမ်ထားပါမယ်ဒါလေးကတော့ soup လုပ်ဖို့ပေါ့နော် soup လုပ်ဖို့အဲ့ဒါကြက်ယူကိုစက်သွန်ဖြူနဲ့ချင်းနဲ့ပေါ့နော်ကြက်ယူဟင်းကျူလေးစတဲ့နေပါပြီအဲ့ဒါပြင်ဗီတာမုန်မြင်လေးခတ်ပါမယ်ချွတ်ချင်းကြော်တဲ့အခါသုံးမဲ့ကျက်ဥကြော်လေးကိုဒီရွှေလေးပြအကျော်မုံရဲ့ကျဥလေးတစ်လုံးရဲ့နဲ့နေပြီးမှမှွေပြီးမှအရင်ဆုံးနှက်ထားလိုက်ပါမယ်အဲ့ဒါပြီးမှခဏကြာမှသူ့ကြော်မယ်ပေါ့နော်မှွေပါမယ်မှွေပြီးမှနှက်ထားပါမယ်ငါကချင်ချက်ဖို့ဖက်ဖက်ပင်စိမ်းကလားနန်နန်ကိုစက်သွန်ကျူနဲ့တောက်ဆင်းပါမယ်ထောင်းရင်ကတော့ပုံမွေးတာဟုတ်တယ်ဒါပေမဲ့လေကချင်အန်တီတယောက်ကပြောပူတာထောင်းလိုက်ရင်နဲ့ဖက်ဖယ်ကြီးရတဲ့မဲဝါးတယ်တဲ့အဲဒါကြောင့်ဒီလိုမျိုးလေးပဲတောက်ဆင်းပြီးမှပဲချက်ပါမယ်ကချင် traditional meal လေးပေါ့နော်မဆန်အားကြိုက်ပါတယ်healthy လည်းဖြစ်တယ်စီလည်းမပေါအောင်စားလို့လည်းကောင်းတယ်လိုမျိုးကြည့်ပြီးတဲ့ဟာကိုစနွင်းလေးရယ်ကချင်အစုံမုံလေးရယ်နေပြီးမှကြာလေးနှက်ထားရင်ကပိုကောင်းတာဟုတ်တယ်ဟိုခဏလေးပဲနှက်ရင်လည်းရပါတယ်ဒါပေမဲ့ကြာနှက်ထားရင်ကတော့သူရဲ့အစာပလာလေးပိုဝင်မှာပေါ့CO စတဲ့နေပေါ့နော်ခဏကနှက်ထားတဲ့ချက်သားလေးကိုသူကစီဦးကြော်စားကြော်တော့ပါစားကြော်ပါတော့မယ်စီလေးကပူလာပြီဆိုရင်ချက်သားလေးစားပြီးမှထည့်လို့ရပါပြီပေါ့နော်ချက်သားလေးထည့်ပါမယ်ငါကချင်ချက်လေးကိုစီလေးနည်းနည်းနဲ့ရေလေးထည့်ပြီးမှစပြီးမှတည်ထားပြီပေါ့နော်ရေလေးခမ်းသွားတယ်ဆိုရင်ရပြီငါဆိုတာအများကြီးလဲချက်စရာမလိုဘူးလေနော်ဆိုတော့ရွှေညုံတန်းနေတဲ့စဥကြော်လေးလည်းရပြီဥကြော်လေးကိုဒီ vegetable လေးနဲ့ရောပြီးမှချွတ်ချင်ကြော်မယ်ဒီ sauce ကိုခြာကန်ဒီမှာဆမ်းမယ်ပြီးတော့ဒီဗီတာမုန်မြင်းကိုဒီကြက်ရိုးပြုတ်ရည်လေးနဲ့ဆုစ်လေးလုပ်မယ်အဲဆိုရင်ဟင်းသုံးခွဲရပါပြီ